ရန်နီယာကိုနှိုးဆော်မိတဲ့ငွေကြေးနောက်လိုက်တဲ့ကြွမှန်သမျှဟာအလုတ်ခွင်မှာပဲအဆုံးသက်သွားပြီးတန်ဖိုးရှိသမျှအကုန်ထုတ်ခံလိုက်ရပါတယ်အရင်ရှင်တွေဟာရုံးဝန်ထမ်းပေါင်းများစွာကိုတသက်တာအစေခံအဖြစ်ရွေးချယ်လာအောင်ဆွဲဆောင်နိုင်တဲ့ပျော်ရွှင်မှုစေးတောင်းဆိုတာကိုတောင်းတီထွင်ခဲ့ကြပါတယ်ကျက်ဟာအသက်မွေးဝမ်းကြောင်းအတွက်မြို့ကြီးစီကိုထွက်လာခဲ့ပေမဲ့သူ့လိုပဲနေကလာတဲ့ကြွတွေနဲ့ပြည့်နှက်နေတာကိုတွေးခဲ့ရပါတယ်အခုတော့ဝတ်စုံတွေတားရည်ဖိနှက်တွေနဲ့သူတို့အားလုံးဟာထိတ်ဆုံးကိုရောက်မယ်လို့ယုံကြည်နေကြပါတယ်မနက်ခင်းမြေအောက်ယထာဟာလူတွေနဲ့ပြည့်နှက်နေပေမဲ့ကြွတိုင်းဟာယထာမထွက်ခွာခင်အပေါင်းမှန်သမျှကိုအတင်းတိုးဝင်ပြီးဖြည့်ဆဲနေကြပါတယ်မြို့တော်ဟာတောက်ပနေပေမဲ့အသက်ရှူချက်စရာကောင်းလာပါတယ်အပေါ်ရန်အသွင်ပြင်တွေရဲ့နောက်ွယ်မှာတော့ကြွတော်များများဟာအကျွေးတွေနဲ့နှပန်းလုံးနေရသလိုပင်ပန်းဆင်းရဲတဲ့အလုပ်ကျန်းတွေကိုပြန်လုပ်နေကြရပါတယ်ပျော်ရွှင်မှုကြော်ညာကြီးကိုမြင်ပြီးနောက်ကျက်ဟာပျော်ရွှင်မှုဆိုတဲ့စာလုံးတွေကတ်ထားတဲ့ဆိုင်တစ်ဆိုင်မှာရှော့ဈေးနဲ့ပစ္စည်းတွေကိုအလို့အရက်ဝယ်ယူခဲ့ပါတဲ့အတစ်ထွက်တဲ့ပစ္စည်းတစ်ခုကြောင့်ရုံရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီးကြွတွေဟာသူတို့ရဲ့လက်စာတွေကိုသုံးဆွဲကပစ္စည်းတွေနဲ့ခန္ဓာကိုယ်တွေလေထဲမှာပြန့်လွင့်နေတဲ့အထိအချင်းချင်းကြိုက်ခဲတပုတ်ခဲ့ကြပါတယ်ကျက်ဟာ 4K TV ကြီးတစ်လုံးကိုရအောင်ယူနိုင်ခဲ့ပေမဲ့ပြိုင်ကားတစ်စီးကိုမြင်ပြီးစိတ်လှုပ်ရှားသွားကအရေးကြစနစ်နဲ့ဝယ်ယူခဲ့ပြီးသူဟာအထက်တန်းလွှာထဲရောက်သွားပြီလို့ခဏတာယုံကြည်ခဲ့ပါတယ်ရင်ကြောပိတ်ဆို့မှုတန်ကြေးလက်မှတ်နဲ့ကားကိုခိုးယူဖို့စ조사သူတွေကြောင့်သူ့ရဲ့စိတ်ကူးရင်အိမ်မက်တွေပြီးအပြားသွားခဲ့ပါတယ်အရက်ဟာသာပျော်ရွှင်မှုရဲ့လမ်းမှန်လို့သူယုံကြည်သွားပြီးတတိလစ်သွားတဲ့အထိတောက်ခဲ့ပါတယ်နောက်ပိုင်းမှာပျော်ရွှင်မှုလက်ကမ်းစာဆောင်တစ်ခုကသူ့ကိုစေးတောင်းစီခေါ်ဆောင်သွားခဲ့ပါတယ်သူဟာမဆိုင်မတော့ပဲခုံဝင်လိုက်ပြီးနက်ပြည်မှာပြန်တန်းနေတယ်လို့ခံစားခဲ့ရပါတယ်ဒါပေမဲ့စေးရှင်ကုန်သွားတဲ့အခါမှာတော့သူဟာထောင်ချောက်ထဲရောက်နေပြီဆိုတာမသိပဲလက်တွေ့လောကထဲကိုပြန်လည်ရောက်ရှိသွားခဲ့ပါတယ်သူနိုးလာတဲ့အခါလွင့်မျောနေတဲ့ငွေစက်ကူတရက်ကသူ့ကို Happy Net Plaza လို့ခေါ်တဲ့အဆောက်အုံကြEC ခေါ်ဆောင်သွားခဲ့ပါတယ်ဓာတ်လေကားစီးပြီး Happy Net လို့ရေးထားတဲ့ရုံးခန်းထဲကိုသူဝင်သွားခဲ့ပါတယ်အဲ့ဒီမှာငွေကိုလမ်းယူလိုက်တဲ့အခါကျွတ်ထောင်ချောက်ကသူ့ကိုအလုတ်ခွင်မှာပိတ်လောင်လိုက်ပြီးအဆုံးမရှိတဲ့အလုပ်တွေကိုလုပ်ခိုင်းစေခဲ့ပါတယ်သူဟာဒီလိုရှင်းတဲ့ထောင်ချောက်ထဲမှာထက်ခါတလဲလဲအဖမ်းခံနေရတဲ့မရေမတွက်နိုင်တဲ့ကျွတ်တွေတဲကတကောင်ဖြစ်သွားခဲ့ပါတယ်